ဂျိုးဆက်ကသူ့ဆဲဖုန်းကနေချားစ်ကိုဖုန်းခေါ်လိုက်ပါတယ် Hey ဂျိုးဆက် ငါအိမ်မှာဘယ်သူမှမရှိဘူးချာဖေဖေရောမေမေပါသူတို့တငယ်ချင်းရင်သွားကြတယ် မိုက်တယ်ငါခဏနေမင်းစီရောက်မယ် တိတ်မကြခင်မှာပဲဂျိုးဆက်ရဲ့တကားခေါင်းလောင်းပြီးလာတယ်လေဂျိုးဆက်တကားဖွင့်လိုက်တော့ချားစ်ဖြစ်နေတယ်လေ ဝင်းရဲ့တငယ်ချင်းနေ့လည်စာစားပြီးဆိုတာလေးတောက်ခဏနေငါတို့တခုကစားမယ် ဘာဂိမ်းလဲတငယ်ချင်းက ချာလီဂိမ်းနေ အဲ့ဒါအရင်အန်နေများတယ်ကွာ လှုပ်ဆမ်းပါငါတို့ဘာမှမကြောက်တတ်ဘူးလေတခါတော့စမ်းကြည့်ရအောင် ကောင်းပြီလေငါသတိပေးခဲ့ရနော် ဂျိုးဆက်ကစာရွက်ဖြူတရွက်နဲ့ခဲတံတစ်ချောင်းယူလာပါတယ်အဲ့ဒီနောက်ပထမအကွက်မှာဟုတ်တယ်ဒုတိယအကွက်မှာမဟုတ်ဘူးဆိုပြီးရေးတယ်နောက်တစ်ခါအောက်ကပထမအကွက်မှာမဟုတ်ဘူးဒုတိယအကွက်မှာဟုတ်တယ်ဆိုပြီးရေးလိုက်တယ်ချားကတေချာစောင့်ကြည့်နေခဲ့တယ်ဂျိုးဆက်ကချက်ချင်းပဲခဲတံတစ်ချောင်းကိုအလျားလိုက်ထားပြီးအဲ့ဒီအပေါ်ကအလဲတဲ့တဲ့မှာဖြတ်တင်ထားလိုက်တယ်ပြီးတော့မျက်နှာချက်ကပန်းကားကိုပိတ်လိုက်တယ် တင့်မြင်တော့ချာရီချာလီကိုမေးဖို့အချိန်ရောက်ပြီတခုမှထားရမှာကငါတို့ကြောက်လို့မရဘူးပြီးတော့နောက်ဆုတ်လို့မရဘူးနော် ဟာငါမမေးဘူးဂျိုးဆက်မင်းရင်မေး โอเคလေငါမေးပြီချာလီရေငါမေးကိုနေဖြေပေးမှာလား တိတ်မကြခင်မှာပဲခဲတံလေးကဖြည်းဖြည်းလေးလှုပ်လာပြီးဟုတ်တယ်ဆိုတဲ့နေရာကိုရောက်သွားတယ်။အဲ့ဒီအချိန်မှာပဲအခြားအခန်းကတယောက်ယောက်ရဲ့ခြေတံတွေကိုနှစ်ယောက်လုံးကြားလိုက်တယ်။စပွဲနာကထိုင်ကုန်ကဖြည်းဖြည်းချင်းရွှေ့သွားတယ်။သူတို့မမြင်ရတဲ့ဆွမ်းကားတစ်ခုကိုခံစားမိလိုက်တယ်။အတန်တချို့ကြားနေရတယ်။တငယ်ချင်းနှစ်ယောက်လုံးအတန်တိတ်သွားတယ်။ဒီလိုတွေဖြစ်လာမယ်လို့သူတို့မထင်ထားဘူးလေ Hey ဒါအံ့ဩစရာပဲချာလီကဟုတ်တယ်လို့ပြောတယ်မင်းချင်တယ်တွေကိုကြားလိုက်တယ်မလားဂျိုးဆက်ခုံရွေ့သွားရတယ်တွေးလိုက်တယ်မှတ်လား အေးဟုတ်တယ်စိတ်လှုပ်ရှားစရာပဲ ချာလီရေမင်းကဒီခန်းထဲကငါတို့နားလေးမှာလား ။ခဲတံလေးကဖြည်းဖြည်းချင်းဟုတ်တဲ့ဘက်ကိုရွှေ့သွားပါတယ်။ရည်တံတိုးတစ်ခုမှာအခန်းထဲမှာပဲ့တင်ထပ်သွားတယ်။သူတို့နှစ်ယောက်လုံးချာလေးကိုမမြင်ရပေမဲ့ရှိနေတယ်ဆိုတာကိုတော့ခံစားလို့ရကြတယ်လေပြီးတော့မိကုန်းတွေတစ်ခုပြီးတစ်ခုထပ်မေးကြတယ် ချာလီမင်းကိုတတ်သိခဲ့ရလား သူတို့နှစ်ယောက်လုံးစောင့်ကြည့်နေပေမဲ့ခဲတံကလုံးဝရွှေ့မလာခဲ့ပါဘူးအခန်းထဲကမီးတွေရုတ်တရက်ပိတ်သွားတယ်နေရန်တွေကနေထူးဆန်းတဲ့အတန်တွေထွက်လာတယ်တယောက်ယောက်ငိုရှိုက်နေတဲ့အတန်ကိုကြားနေတယ်ဂျိုးဆက်ကဖျောင်းနိုင်နေနေကိုထွန်းလိုက်တယ်အလင်းရောင်မိန်လေးကတခန်းလုံးကိုလင်းသွားစေတယ် ငါတို့ပြောပြချာလီမင်းကိုတတ်သိခဲ့တာလား ဒီတစ်ခေါက်မှာတော့ခဲတံကမဟုတ်ဘူးဘက်ကိုဖြည်းဖြည်းချင်းရွှေ့သွားခဲ့တယ်တကယ်ချင်းနှစ်ယောက်လုံးတုန်လှုပ်သွားကြတယ် ဒါဆိုချာလီကအသက်ခံခဲ့ရတာပေါ့ ရုတ်တရက်တကားခေါင်းလုံးတန်မိလာလို့နှစ်ယောက်လုံးလန့်သွားတယ်ဂျိုးဆက်နဲ့ချားတို့တကားနာရွှေ့သွားကြတယ်ဂျိုးဆက်ကတော့ပေါက်ကနေချောင်းကြည့်လိုက်တော့သူတို့ရဲ့အိမ်နီးချင်း Roslyn ဖြစ်နေတယ်လေ ဘာတူလဲ Roslyn လေ တကားမပွင့်နဲ့သူ့ပုံစံကြောက်စရာကြီး ငါတခုကိုကြောင်းပြပြီးသွားခိုင်းလိုက်မယ်လေဘာကိစ္စရှိလို့လဲ မင်းတို့ခေါ်လို့ငါရောက်လာတယ်ငါကချာလီလေ ချာလီရဲ့အတန်ကိုကြားလိုက်တဲ့ချားနဲ့ဂျိုးဆက်နှစ်ယောက်လုံးအရန်တုန်လှုပ်သွားကြတယ်ချားကပြေးဖို့လုပ်ပေမဲ့သူတို့အိမ်နီးချင်းချာလီကသူ့ကိုမျက်နှာချက်နဲ့ထိတဲ့အထိလေထဲကိုမြှောက်ပြီးပစ်လိုက်တယ်ပြီးတော့မြေပေါ်ပြန်ကျလာတယ်ဂျိုးဆက်ကသူ့ကိုထူပေးလိုက်ပြီး Roslyn စီကနေပြေးဖို့လုပ်တယ် မင်းစင်ပြေလားချာ ချာလီကတလန်းစီဖြည်းဖြည်းချင်းရှောက်လာတယ်ခမ်းမတစ်ချောက်ကပစ္စည်းတွေလည်း Roslyn ကိုဖြတ်ပြီးအပြင်ကိုရောက်ကုန်ကြတယ်ချားစ်နဲ့ဂျိုးဆက်တို့လည်းတရေမိုင်စီလွန့်ထွက်မသွားအောင်တယောက်ကိုတယောက်ကင်ထားကြတယ်ချာလီကကောင်လေးတွေစီကိုရှောက်လာရင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုဖြတ်စီးလာတယ်မင်းတို့ကစားခဲ့ပြီလေငါအဆုံးသတ်ပေးရမှာပေါ့ တကားကရုတ်တရက်သူ့ဘာသာသူပိတ်သွားပြီးအားလုံးငြိမ်ကျသွားတယ် ချာလီရေငါတို့ကမင်းရဲ့မိတ်ဆွေတွေပါ ချာလီကအကျယ်ကြီးရှိလိုက်တယ် ငါဘလို့အသက်ခံခဲ့ရလဲဆိုတာမင်းတို့ကြည့်ကြတာ ငါတို့မကြည့်ချင်ဘူး ကျေးဇူးပြုပြီးငါ့ကိုနားသွားပါတော့နောက်တစ်ခါဒီကစားနေကိုမစော့တော့ပါဘူး ငါအားလုံးကိုစောစီချင်တာငါအရန်သဘောကျတယ်လေမင်းတို့ရောကြိုက်လား အာအေးဒါပေမဲ့ငါတို့သွားရတော့မှာ ငါမင်းတို့ခေါ်လို့ဒီကိုရှောင်းလာပြီငါသဘောနဲ့ငါပြန်ပါ မင်းဘယ်တော့ပြန်มาလဲ င
နောက်ဆုံးစစ်ပြီးရင်ပေါ့ နောက်ဆုံးအဆင့်လား မင်းတို့ကြည့်ချင်လား ချာလီကခဲတံကိုကင်လိုက်တဲ့အချိန်မှာခဲတံကဓားဖြစ်အလိုလိုပြောင်းသွားတယ် အဲ့ဒီညငါမင်းနေလေငါတကယ်ချင်းနေလာတာကိုစောင့်နေနေတာပေါ့သူတို့ရောက်လာပြီးငါ့ကိုဓာတ်နဲ့ဝိုင်းခီးသွားကြတယ်ငါကိတ်မို့လေးကမခွဲလိုက်ရဒီနေ့တော့ငါကိတ်မို့ခွဲချင်တယ် ခဏလေးဆောင်မေးလေငါတို့ကိတ်မုတ်သွားဝယ်ပေးမယ်သွားရအောင်ချာ ကိတ်မို့ကရှိပြီးသားပါ ဘာမှလဲ ဒီပါလေ ချာလီမလုပ်ပါနဲ့ချာလီရေကျေးဇူးပြုပြီးမလုပ်ပါနဲ့ဗျာ ငါဒီကိတ်မို့ကိုခွဲပါဦးကြိုးစားရမင်းခွဲရငါတို့ချင်းမဆိုပြီးအဲ့ဒါကဂိမ်းပဲ ငါမလုံနိုင်ဘူး စဉ်းစားတော့ငါသူ့ကိုတပေးရတော့မင်းကြီးငါစောစောဝါးလုပ်ပြီးတိုက်ရတယ်ဟဲ့ โอเค ဂျိုးဆက်မလုပ်ပါနဲ့ဗျာကျေးဇူးပြုမလုပ်ပါနဲ့ဂျိုးဆက်ရမလုပ်ပါနဲ့ဗျာ တောင်းပန်ပါလေချာ လုံးဆက်ပါဝဲဓာတ်ကိုယူလိုက် အဲ့လိုပြောရင်တရေမကဂျိုးဆက်ကိုဓားပေးလိုက်ပြီးစပွဲပုံကိုပြစ်ပေါက်လိုက်တယ် လုပ်လေကျိုးဆက်ပြောစရာမွေးနေငါအတွက်လုပ်ပါ ပျော်စရာမွေးနေမင်းတို့ပျော်စရာမွေးနေမင်းတို့ပျော်စရာမွေးနေပါချာလီပျော်စရာမွေးနေရမင်းတို့ပါ သူတချင်းစုံနေရင်ချားစ်ကိုလှီးလိုက်တော့သွေးတွေထွက်လာပြီးချားစ်ခမညာအယမ်းနာကျင်ရတာပေါ့ချာလီကဂျိုးဆက်ရဲ့လက်ကဝစ်ကိုကိုင်းလိုက်ပြီးဓားကိုမြောက်လိုက်တယ်သူတို့တချင်းစုံရင်နဲ့ချားကိုဓားနဲ့ထိုးဆိုင်လိုက်တော့ချက်ချင်းတေသွားတာပေါ့ ငါမင်းပြောတဲ့အတိုင်းလှုပ်လို့ငါ့ကိုလွတ်ပေးပါတော့ ငါ့ကိုသူတတ်သွားတယ်မင်းတည်တာကျိုးဆက် ဘာတူလဲ ငါအခေဆုံးတငယ်ချင်းတွေလေမင်းလည်းသူတို့လိုသစ္စာပေါက်ပဲမင်းတငယ်ချင်းမင်းတတ်တာပဲ မင်းဘာတွေပြောနေရလဲ မင်းကသစ္စာပေါက်ပဲကျိုးဆက်မင်းတို့အရှင်းမထားနိုင်ဘူး မလောက်ပါနဲ့ချာလီမလောက်ပါနဲ့ ပြောစရာမွေးနေငါအတွက်ပြောစရာမွေးနေငါအတွက် တချင်းစုံနေရင်ပဲချာလီကဂျိုးဆက်ကိုတတ်လိုက်ပါတယ် ငါလေးတော့နေနေအောင်လုံးသိဘသူကြံလဲโอ้ရော့စလီကြံသေးတာပဲ ချာလီကရော့စလင်းကိုတွေကနေထွက်လိုက်တယ်ရော့စလင်းလည်းချက်ချင်းနိုးလာခဲ့တယ် ငါတီးတဲ့ဘလို့ရောက်လာတာလဲအိုးဂျိုးဆက်ချာလီဘာဖြစ်ကုန်တာလဲငါဘာတွေလုပ်လိုက်ပြီတာလဲ ရော့စလင်းကဓားကိုလွှင့်ပစ်လိုက်တယ်ပြီးတော့သူ့ကိုချာလီကထပ်ပြီးဝင်ပူးလိုက်တယ်ပြီးတော့အကျယ်ကြီးရီလိုက်တယ် ပြောစရာမွေးနေငါအတွက်ပြောစရာမွေးနေငါအတွက် ချာလီကဓားကိုကောက်ငယ်လိုက်ပြီးတချင်းစုံနေရင်သူ့ကိုယ်သူဓားနဲ့ထိုးလိုက်တယ် ပြောစရာမွေးနေငါအတွက်ပြောစရာမွေးနေငါအတွက်ပါ ရော့စလင်းလည်းတချင်းစုံနေရင်သူ့ကိုယ်သူတတ်လိုက်မိတယ်ပြီးတော့ကျမ်းမြင့်ပေါ်ပြုတ်ကျပြီးတည်သွားခဲ့တယ်ပြီးပါပြီ